Hello အားလုံးပဲမင်္ဂလာပါအောင်ဆုံးလာဆက်ပါကြ။ကဲဒီကနေ့တော့ကျွန်တော်ရဲ့ channel မှာကျွန်တော်ပါအပင်လေးတွေရဲ့ချက်ကလေးတွေအစားပါကျွေးမလို့ပေါ့နော်။ကဲဒီကနေ့တော့ကျွန်တော်သွားမယ်ပေါ့နော်။ကဲအားလုံးပဲဆက်ကြည့်ကြအောင်နော်။ဒါတော့ကျွန်တော်တို့ရွာရဲ့ဘလိုကွင်းရောဒါကြောင်ပေါ့နော်။ဒါဘလိုကွင်းရဲ့ဒါကျွန်တော်ရဲ့ channel မှာလာတဲ့လမ်းပေါ့နော်။ဒီနေ့ကတော့မွန်းနေအော်ပေါ့နော်။အဲ့မှာတွေ့လာအဲ့ဒီတလုံးလားအဖြူဖက်ဖက်ဟာအဲ့ဒါကျွန်တော်ရဲ့စစ်ချံရဲ့အမိုးပေါ့နော်ကိုဘဲကတော့ကျွန်တော်တို့ရွာရဲ့နေသစ်ကိုကွင်းပေါ့နော်ကျွန်တော်လာတဲ့လမ်းမှာမိုးရွာပေါ့နော်ဒီနေ့မွန်းနေရွာကျော်တဲ့ဆောင်းပစ္စည်းအစကွဲပါဒါတော့လေကွင်းမှာပေါ့ဒါကျွေးကလေးတွေဘယ်ကတော့ဖျားကုန်းသွားတဲ့လမ်းပေါ့နော်ကျွန်တော်ရဲ့ချန်လေးကတော့ဖျားကုန်းဘေးနားမှာပဲပေါ့နော်ဖျားကုန်းလာတဲ့လမ်းဘေးနားမှာကျွန်တော်ချန်စီပါတယ်အဲ့ဒီတက်မှာဆိုကျွန်တော်တို့ရွာဖျားကုန်းဗိုလ်ကြီးကျောင်းရှိရပေါ့နော်ဒါတော့လေကွင်းထဲမှာပေါ့နော်ဒါကျွန်တော်တို့ရွာရဲ့တောင်ပေါ့နော်ကျွန်တော်တို့ရွာရဲ့တောင်မှာဒီနေ့မွန်းနေအော်တော့ဗီဒီယိုရပဲဟိုစင်ပြေနေတော့ပို့ပွဲလေးနဲ့ကျွေးကလေးတွေရဲ့ဟုတ်တော့ကျွန်တော်ရဲ့ channel လေးရောက်နေပါပြီခင်ဗျာဒါတော့ကျွန်တော်ရဲ့ channel ကလေးပါဟိုဘက်ကတော့ကျွန်တော်တဝမ်းခွဲအဲ့ဒီပေါ့နော်အဲ့မှာကျွန်တော်တဝမ်းခွဲရဲ့ချင်ဟဲ့အစီအမံရှေ့ပေါ့နော်ပြပေးမယ်နော်အဲ့ဒါတော့ကျွန်တော်ရဲ့ channel လေးရောက်ပြီပေါ့နော်အဲ့တော့ညနေပိုင်းကျရမ်းပါတယ်ပေါ့နော်ကျွန်တော်ရဲ့ channel မိုးတူပဲဆိုရမ်းနေလို့ကောင်းတယ်ကျွန်တော်ခင်ဗျာချစ် channel လေးတော့ဒီကအပြင်ပြပေးမယ်နော်ဘာစတာဆိုကျွန်တော်ပြပေးမယ်ဟုတ်ကျွန်တော်ချစ်ကလေးတွေပေါ့နော်မိုးရရတော့အထင်မှာပြန်လာပုံနာကြရပေါ့နော်ခဏနေကြပြီအစာလေးကျင်းလို့ပေါ့နော်ဒါကျွန်တော်ချစ်ကလေးတွေအဲ့တော့ကျွန်တော်ရဲ့ချစ်ရဲ့အိတ်ကလေးပါဒါတော့ကျွန်တော်ဒီချားလုံးထားတော့ပေါ့နော်မှာဘာပင်နဲ့ဆက်ထားလေးဆိုတော့ဒါတရက်သေးပင်ပေါ့နော်တရက်ပင်ပေါ့နော်ဒါတရက်ပင်ဆက်ထားပါတယ်ဒါဘစ်တယ်လေပေါ့နော်ကျွန်တော်လောချစ်ချိုးအပပလေးဟုတ်နော်ဒီကတော့တခုရှိပေါ့နော်ဒီကတော့မလာကာပင်ပါတယ်နော်မလာကာပင်ဒါတော့နေပြီးပင်ပေါ့နော်เราก็ได้ใส่ท้ายมันเนาะเราก็ได้ใส่ท้ายนี้ดีเป็นอันนี้เลยว่าเจ๊ดาวิมันเนาะดาแล้วใส่ท้ายดาจะน้อยเจ๊กลีเลยมันเนาะกูดูสาจุยก็ไม่ใช่ว่ากูดูที่เราเลยสิ่งอะไรจะเองเดี๋ยวก็เราไม่ได้หาไก่เจ๊ว่าไก่เจ๊เลยเดี๋ยวจะน้องคนนี้นักกองยองอะไรวะเนาะที่มาตะเบียงก็အဖြစ်လို့ဒီလိုမျိုးကာလာဆိုတော့ကျိုးရင်တော့ရှိနေတယ်ဒီနားမှာဒါတော့ပင်းနေပြီနော်အဖြစ်လို့ဒီလိုမျိုးကာလာလဲဆိုတော့ကျိုးရင်တော့ဒီကျွေးလာစားမဆိုလို့ပေါ့နော်ဒီပြကတော့ဘာမှမလုပ်ရသေးဘူးဒါတည်းပြင်းတော့မာတည်းပြင်းဒီပြည့်ရှိရောဒါကန်ကူပီနေဆက်ထားရပါတော့နော်လာမဲ့အနာကတို့ဒမီရကုမီလာဆိုကိုရှင်မျိုးစားလို့တော့ဆိုင်တာဒါပြေးပြီးတော့နော်ဒီမှာတေးပြန်တပင်းနဲ့တပင်းမတူကြဘူးနော်တပင်းမတူကြဒီမှာမြင်းတိဆက်ထားတယ်ဆက်ထားတယ်တဲ့လာဘောနော်တဲ့လာဒါ
တော့ကျွန်တော်တဝင်ခွဲအပင်ပေါ့နော်မကြည့်ဒီအပင်ဒီတော့ရှည်ရပါတယ်အပင်နဲ့စုံနေပဲကျွန်တော်တဝင်ခွဲဆက်တာတော့ဒါတော့ဒီမှာရှိတယ်ချစ်ပေါင်းပြနေရှိတာတော့အပြင်ပဲပေါ့နော်ဒီတော့သူဝေးသေးတယ်ပါတယ်ဒီတော့ရှိရပါမျိုးဆိုပဲပေါ့နော်ဒီတော့ကျွန်တော်ချစ်ကလေးတွေအစားချေးပါပေါ့နော်ဒါတော့ဒန်တိုလို့ပြောနော်မတည့်ဘူးတေးများတေးများအဲဒီတော့ချစ်ကလေးအစားချေးတယ်ပေါ့နော်လာသာလုံးလည်းလည်းကောင်းပြီချလာမတို့ရတဲ့လေးရပေါ်လိုက်ပါနာကဲကလေးတို့ကြုံကိုနေပ်လုံးလက်တီနော်ရပါနေတီဘာပြောက်ထားတဲ့တီရဲ့ချီရဲ့တီတို့နီနိုကိုရဲ့ကားကမသိကျိုးအေလိုလေးအောင်လို့တီချင်ပနာကလာဒီထိုးဒီလေးဒီကဘောလုံးမောင်များပါခွေးလက်နောက်ထိုင်ခဲ့လက်စခါရောက်သည်ခါလေးမျိုးလာနေချစ်ကလေးတို့ထော်ဖီယာချမခီမော်ကီတာလာစဲလေပေါ်တဲ့ငါသာပါဟာထေလာလည်းနေခါယူတော့မလို့ပါလာလာမေလို့အေကလူတော်တိုင်ပူအော်တော့တော့ထောင်းစားလာရောက်ပေါ်ကူနော်နော်ဒါလည်းကျွန်တော်ကိုယ်တိုင်မိုးထားပါတော့ဒါတော့ချစ်ချင်ကလေးပေါ့နော်အလားဘယ်လိုချစ်ချင်လေးဖြစ်ဖို့ချစ်ကလေးတွေလည်းလည်းရှိတယ်ရတော့ဟောလာပပလက်ပြထားတယ်ဒီနေ့တော့ကျွန်တော်ရဲ့ခြံကလေးရကျွန်တော်ချစ်ကလေးရကျွန်တော်ဒီတော့လေးကိုကြက်ပြောင်းတော့မတရားဖြစ်စေဖို့အတွက်ပေါ့နော်ဒါကျွန်တော်ချစ်ချင်လေးရဒါကချစ်ကလေးတွေပေါ့နော်ဒီနေ့တော့ဗီဒီယိုကတော့ကျွန်တော်ရဲ့ခြံလေးရကျွန်တော်ချစ်ကလေးတွေကိုကျွန်တော်ညဝေပေးပါတော့ကဲအားလုံးပဲဘိုင်ဘိုင်